အားလုံးတခီရှုခိဒနာမနိုင်မင်္ဂလာပါမနေ့စောဒုက္ကမတော်နဲ့အညီခွန်အားပေးလိုပါတယ်ယူကြည်သူများဖះကိုချစ်တဲ့စစ်တဲ့ခွန်အားယူကြပါစို့ခွန်အားပေးမဲ့ဒုက္ကမတော်အခြေခံမဲ့တမန်ကျမ်းစာကတော့46ခုပြည့်တဲ့ဆာလာအပငယ်တိဖះခေဒီကတော့ခလိုရဖြစ်၍ခွန်အားကိုပေးတော်မူ၏ဘေးရောက်ဒီကာလအထုတဖြစ်ကိုမတော်မူကြောင်းထေရှားလည်းရှိ၏ဖခင်ရဒုက္ခပတော်ဒီလိုပြောပါတယ်ကျွန်တော်တို့အားနေနေလဲအခြေကျွန်တော်တို့ဝါနေနေလဲအခြေကျွန်တော်တို့မှာပြောလို့ဆရာမရှိတဲ့အခြေကအခြေပါဖခင်တခင်ဒီငါတို့ရဲ့ခလိုရဖြစ်တယ်ပြီးတော့ဘေးရောက်ဒီကာလအထုတဖြစ်ကိုမတော်မူလို့ဖြစ်လာတဲ့အခါမှာပြဿနာတွေကြုံတက်တာဖြစ်တယ်လို့ဖြစ်လာတဲ့အခါမှာခက်ခဲတွေရှိတတ်တယ်ဝါနေတဲ့အခြေနဲ့ကြုံတက်တယ်ဝါပြောတဲ့အခြေနဲ့ကြုံတက်တယ်တေခါဒီလောက်ဖြစ်တဲ့ပြဿနာလည်းကြုံတက်တာဖြစ်တယ်ဒါပေမဲ့ဘေးရောက်တဲ့ကာလမှာအသက်ဘေးအသေးရောက်တဲ့ကာလမှာထာဝရဘုရားကိုခေါ်လို့ပဲဆိုရင်ကိုးစားပဲဆိုရင်ကျွန်တော်တက်တာပါဘေးဥပမရောက်ပဲလေတော့ဘုရားရှိဒီအထူးဝေကာမဆာကောင်းကြီးပေးပါဖြစ်တယ်အကြောင်းပြဆိုရင်တရားစီပွားရေးကြာရှုံးနေတယ်လားတရားအတက်တာပါယောဂတစ်ခုကြောင့်ဘေးရောက်နေသလားဒီအတ္တမှာရစရာမရှိလားအောင်သူတစ်ပါးတည်းရဲ့မနာမလို့ကြောင့်သူတစ်ပါးတည်းရဲ့ဆွဲချက်မှုကိုခံရတဲ့အခါမှာထာဝရဘုရားကိုဆုတောင်းလိုက်ပါထာဝရဘုရားကိုအားကိုးလိုက်ပါထာဝရဘုရားကိုခေါ်လို့ပါသူဘုရားရှိတယ်အသက်ဘေးအမျိုးမှသူဘုရားရှိတယ်ဝေကာမစပေးပါဖြစ်တယ်အဲကြောင့်သူဘုရားရှိပဲကိုးစားကြရအောင်သူဘုရားကိုပဲခေါ်လို့ကြရအောင်လောကအရာကိုခေါ်လို့ရမဟုတ်ပဲနဲ့အသက်ရှင်တဲ့ဘေးဥပရောက်တဲ့အခါမှာအထူးတဖြစ်ကိုကြီးမဆပေးတဲ့ဖယားရှိကိုကျွန်တော်ခေါ်လို့ကြရအောင်ဖယားကိုဥစားပေးရအောင်ဖယားကိုနေရာပေးရအောင်တို့ဖယားရှိသည်ကျွန်တော်တို့မျောလေးစရာမရှိတဲ့အချိန်ဝါနေနေတဲ့အချိန်ကျွန်တော်တို့အတက်တာမှာခံစားနေရခြင်းတည့်ရခံစားချက်ဘယ်တော့မှနားမနေတဲ့အချိန်တို့ဖယားရှိသည်တရှိနားလေပြီးမှအထူးကိုကြီးပေးတဲ့ဖယားရှိကောင်းကြီးပေးတဲ့ဖယားရှိဖြစ်တယ်အခက်ခဲမျိုးဆိုမှအသက်ဘေးအမျိုးမှလွတ်မြောက်ဖို့အတွက်သူဘုရားရှိတယ်အထူးကိုကြီးပေးနေတဲ့ဘုရားဖြစ်ပါတယ်။ယနေ့ကျွန်တော်အသက်ရှင်ခြင်းဟာကျွန်တော်ကျမ်းမာခြင်းဟာကျွန်တော်တို့ကြွယ်ဝခြင်းဟာကိုယ့်ရဲ့ကောင်းတဲ့အရာတစုံတည်းမှမပါဘဲနဲ့သူဘုရားရှိကိုကြီးမဆမှုကြောင့်သူဘုရားရဲ့ကြွေးမွေးတော်မူခြင်းကိုခံရတော့ကြောင့်ကျွန်တော်တို့ကစားတော့နေရတာဖြစ်တယ်။အသက်ရှင်နေရတာဖြစ်တယ်။ကျွန်တော်အသက်ဆိုတာကမတိချမရရဘူး။အဲကြောင့်ဘုရားရှိခိုးလို့ကြရအောင်ဘုရားခင်တာမှာခိုးလို့ပဲဆိုကျွန်တော်အသက်တချောင်းမြဘေးဥပမရောက်ပြီလေသူဖျားရှိတယ်ကျွန်တော်တို့အသက်ကိုအထူးကိုယ်ကာမစားပေးမှာဖြစ်တယ်ကျွန်တော်တို့နှလုံးသားကိုဖျားရှိကကိုယ်ကာမစားပေးမှာဖြစ်တယ်ကျွန်တော်ခန္ဓာစိတ်ဝိညာဉ်အားလုံးဖျားရှိမှာအနာကြရအောင်သူဖျားရှိတယ်ကျွန်တော်တို့ကိုအသက်ဘေးအမျိုးမျိုးမှလုံးပြောဖို့အတွက်အမြဲတမ်းကိုကြီးကာကွယ်ဆက်ရှောက်ပေးနေတာဖျားဖြစ်တယ်ဆိုတဲ့ဒီလေးစာချုပ်ခုပြောတာဆလာအပငယ်တိပါအခြေခံခြင်းအဖြစ်ခေါ်အားပေးလိုပါတယ်နာစီတွေကြတဲ့ချီတော်ကြီးကိုဘတော်မလူကြီးမိဘများအားလို့ပေါ်ပါထိုဖျားရှိရဲ့ကိုယ်ကဆောက်ရှောက်မှုထိုဖျားရှိရဲ့ကေတီကြီးဒီအရောက်တိုင်းပေါ်မှာတက်ရောက်ပါစေဖျားရှိကောင်းချီးပေးပါစေ